မင်္ဂလာပါရှင်ဒီနေ့ကတော့ကျမတို့ရဲ့ပိုးတိုင်ရင်သူ့တိုင်ရင်သာအရန်ကြိုက်တဲ့ငါပဲပုံချက်လေးချက်စားမှာဖြစ်ပါတယ်အရင်ဦးဆုံးချက်သွန်ဖြူငရုတ်တီးကိုစီတက်မှာပေါ့နော်စီတက်ပြီးမွေးလာလို့ရှိရင်ပဲပုံလေးထဲပါမယ်ပဲပုံကိုမွေးအောင်ကြော်ပေးမှာပေါ့နော်ကြော်နေတဲ့ရှိန်လေးမှာလည်းခဏမွေးပေးရမှာပေါ့နော်ပဲပုံနဲ့လေးမွေးလာတဲ့ချိန်ထိကြော်ပေးရပါမယ်ပဲပုံနဲ့လေးမွေးလာတဲ့အခါကျတော့ကျမကငါးနဲ့ရောချက်မှာဖြစ်တဲ့အတွက်ဒီတိုင်းငါထည့်ပြီးရောမွေလို့ရှိရင်ချက်ချောက်ကြီးဖြစ်သွားမှာဆိုလို့ပေါ့နော်အဲ့ဒါကြောင့်မို့ကျမကရေလေးနည်းငယ်ထည့်ပါတယ်ရေလေးနည်းငယ်ထည့်ပြီးမှကျမကငါးထည့်မှာပေါ့နော်အဲ့ခါကျမှငါးနဲ့ပဲပုံကိုအရင်လုံချက်လေးချက်ပြီးမှကျမကရေနောက်ထပ်ထည့်ပါမယ်ရှင်ရေကိုတစ်ခါနည်းနည်းစီထည့်ပြီးတော့ချက်မှာဖြစ်ပါတယ်ငါအသားလေးတင်းလာတဲ့ဒီပဲပုတ်လေးနဲ့လုံးပေးထားမှာပေါ့နော်အရသာအတွက်ကတော့ကျမကစားနည်းနည်းလေးထည့်ပါတယ်ရှင်ပြီးလို့ရှိရင်ဟင်းချိုမုံနဲ့ကြက်သားမုံလေးနည်းငယ်ထည့်ပါတယ်ငါအသားလေးတင်းလာပြီဆိုရင်တော့ကျမကရေထည့်ပါမယ်ရေကိုတစ်ခါတည်းအများကြီးမထည့်ဘဲနဲ့နည်းနည်းစီထည့်ပါမယ်ရှင်ရေပထမရေထည့်တာပေါ့နော်ပထမရေကရေနည်းနည်းလေးခန်းလာပြီဆိုရင်တော့ကျမဒုတိယရေနောက်ထပ်ထည့်ပါမယ်ရှင်ဒုတိယတစ်ခါရေထည့်ပြီးသွားပြီဆိုရင်တော့အတိုင်းပဲခဏလေးထပ်ထားပြလိုက်မှာပေါ့နော်ငါးတွေနူးလာတဲ့ချိန်ထိထားလိုက်ပါမယ်ငါကကြက်သွားပြီဖြစ်တဲ့အတွက်အိုးကတော့ရှာလို့ရပြီပေါ့နော်ဒါပေမဲ့ပဲပုံကြီးကနည်းနည်းပြည့်နေသေးတဲ့အတွက်ကြောင့်မို့ရေနည်းနည်းထပ်ထည့်ပါမယ်ရှင်ရေကဒီလိုမျိုးအရှိနေလောက်ဆိုရင်အတော်လေးဖြစ်ပြီပေါ့နော်အဲ့ဒါကြောင့်မို့ကျမကမဆလာလေးအောက်ပါမယ်အမှန်ဆိုရင်ပြင်စိမ်းထည့်ရမှာပေါ့နော်ကျမကပြင်စိမ်းမရှိတဲ့အတွက်မဆလာလေးပဲထည့်လိုက်ပါတယ်ဒီလိုမျိုးရှင်းနေဆိုရပါပြီမင်းပိတ်ပြီးတော့အိုးရှာပါတော့မယ်ရှင်ဒီနေ့ကဘလက်တိုင်းဒီမိုးမောင်ကကျပတ်စီလာလဲတာပေါ့နော်အဲဒါကြောင့်မိုးမောင်ပြန်ရမောင်စားဖို့ကျမကငါပဲဖို့ချက်လေးခွဲပေးတာပေါ့နော်ဘူးတဲကမောက်အတွက်ပေါ့နော်ကျမအတွက်ကတော့ပကံတဲကပါဘလက်တိုင်းဒီမှာဘသူတွေများရှော့ကလက်တွေရပြီးပန်းစည်းတွေရကြလဲရှင်ကျမကရှော့ကလက်မစားရဘူးပေါ့နော်ပန်းလေးပဲရလိုက်တယ်ဘာပဲဖြစ်ပျော်ပါတယ်ရှင်ဒီနေ့ကတော့ဒီလောက်ပဲပေါ့နော်ဘိုင်ဘိုင်